အားလုံးပဲရွှေဒီဇင်ဘာလို့နှုတ်ဆက်ချင်ပါတယ်ဒီကနေ့နှုတ်ကပတ်တော်အဖြစ်ဒီကွာခွန်အားယူဖို့ရန်အတွက်ယေရှုနာမအဖြစ်ဖိတ်ခေါ်ပါတယ်ဒီနေ့ခွန်အားယူမဲ့ကျမ်းပိုက်လေးကတော့29ခုမြောက်သောစာလံအပိုင်းငယ်1ကနေ6ကိုကျွန်တော်တို့ဒီကွာခွန်အားယူကြမှာဖြစ်ပါတယ်ဒီကျမ်းစာလေးကဘလို့မှတ်တမ်းတင်ထားတယ်လဲဆိုရင်ထာဝရဘုရားသည်ငါ၏အလင်းငါကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏ငါသည်အဘယ်သူကိုကြောက်ရအပ်နည်းထာဝရဘုရားသည်ငါ၏အသက်ခေါ်လုံရာဖြစ်တော်မူ၏ငါသည်အဘယ်သူကိုကြောက်လိုက်ရအပ်နည်းငါကိုအညှိုးထားသောယံသူလူဆိုးတို့သည်ငါအသားကိုကိုက်စားမည်ဟုလာကြသောအခါခြေတိုက်မိ၍လေချ၏ငါတို့ဘက်၌တချတော်လေငါနှလုံးမကြောက်တဲ့စစ်ချီ၍လာကြတော်လေထိုအမှုတွင်ပင်တည်ကြည်သောစိတ်ရှိလိမ့်မည်ဒီဖတ်သွားတဲ့အရာလေးကတော့1ကနေ3ကိုကျွန်တော်တို့ကြည်တာဖြစ်ပါတယ်ဒီကျမ်းစာဟာဆိုရင်ဒါဝိဘေမင်းကြီးရေးထားတဲ့ကျမ်းစာဖြစ်ပါတယ်ဘယ်လိုအချိန်မှာရေးထားတယ်လဲဆိုရင်သူတကယ်ဒုက္ခရောက်နေတဲ့တကယ်တေးရရှင်ရေးနဲ့ရှင်နေတဲ့အခိုက်အတန့်မှာသူရေးထားတဲ့အရာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့လက်လာလို့ရတဲ့အရာဖြစ်ပါတယ်ဒါပေမဲ့ဒီချိန်မှာတချို့ကျမ်းစာတွေကဖော်ပြထားတဲ့အရာကဘာလဲဆိုရင်ရှောလူဘယေမင်းကြီးကသူ့ကိုတပ်ဖို့ရန်အတွက်လိုက်နေတဲ့အချိန်မှာဒီအရာကိုဆက်ဆိုထားတယ်လို့တချို့တွေကပြောထားပါတယ်တချို့တွေကလည်းသူ့သားအဘရှလုံထံကနေထွက်ပြေးတဲ့အချိန်မှာဒီကျမ်းစာကိုရေးထားတယ်ဆိုပြီးတော့တချို့တော့ကျမ်းစာရှင်းလင်းတဲ့အရာတွေမှာကျွန်တော်တို့မြင်တွေ့နိုင်တဲ့အရာဖြစ်ပါတယ်ဒါပေမဲ့ဒီအရာကိုကြည့်တဲ့အခါမှာသူ့ရဲ့အနေထားကတကယ်ကိုဒုက္ခတေးရရှင်ရင်းနဲ့ရောက်နေတဲ့အနေထားဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့မြင်လို့မရတဲ့အရာဖြစ်ပါတယ်ဒီနေရာမှာစာလံရေးဆရာကဘလို့သူ့ရဲ့အတ္တတာမှာဒီကြီးသောစိတ်ရှိနိုင်တယ်လေဘလို့နဲ့ဒီလိုဒုက္ခပြဿနာထဲမှာသူ့ရဲ့အတ္တတာမှာဖယားကိုခေါ်လုံပြီးတော့ဖယား၌ယုံကြည်စိတ်ချမှုဘယ်လောက်ထိရှိတယ်လဲဆိုတော့ကိုဒီနေရာမှာကျွန်တော်မြင်တွေ့နိုင်တဲ့အရာဖြစ်ပါတယ်ဒုက္ခပြဿနာတေးရရှင်ရေးကြားထဲမှာသူအသက်ရှင်နေရတော့လေသူဆိုနိုင်ပြောနိုင်တဲ့အရာကဘာလဲဆိုရင်ထာဝရဘုရားသည်ငါ၏အလင်းငါကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏ဆိုပြီးတော့စာလံရေးစာကမှတ်တမ်းတင်ထားပါတယ်ဒါတည်းမကပါဘူးငါကိုအညှိုးထားသောယံသူလူဆိုးတို့သည်ငါအသားကိုကိုက်စားမည်ဟုလာကြသောအခါခြေတိုက်မိ၍လဲချလိမ့်မည်ဖယား၌ဘလောက်ထိယုံကြည်စိတ်ချမှုသူရှိနေတယ်လေဖယားကိုသူဘလောက်အားကိုးနေတယ်လေအခက်ခဲပြဿနာဘဝန်းကျင်ကိုအမိပြုတ်ပြီးတော့ဝါကြွားထောင်လွှားပြီးတော့အသက်ရှင်တော်သူမဟုတ်ဘဲနဲ့သူ့ရဲ့အစွမ်းစကိုအားကိုးပြီးတော့အသက်ရှင်တော်သူမဟုတ်ဘဲနဲ့ဖယားရဲ့တဆွမ်းနိုင်ခြင်းဖယားရဲ့ဖြစ်တည်မှုအပေါ်မှာသူကအရာအားလုံးကိုအမိပြုနေတာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မြင်တွေ့နိုင်တဲ့အရာဖြစ်ပါတယ်။စာလံရေးဆရာရဲ့မျှော်လင့်ခြင်းယုံကြည်ခြင်းသူရဲ့ဖယားကိုဘယ်လောက်ထိကိုးစားမျှော်ကြည့်နေတယ်လဲဆိုတာကိုဒီကျမ်းစာလေးမှာကျွန်တော်တို့မြင်တွေ့နိုင်တဲ့အရာဖြစ်ပါတယ်။ဤကဲ့သို့ကျွန်တော်အပေါ်မှာမကောင်းသောအမှုရာတွေရောက်ရှိတော်လဲပြုနေကြတော်လဲတည်ကြည်သောစိတ်ရှိလိမ့်မည်ဆိုပြီးတော့သူဖော်ပြထားတာကိုကျွန်တော်တို့မြင်တွေ့နိုင်တဲ့အရာဖြစ်ပါတယ်ဘဝမှာခက်ခဲဒုက္ခပြဿနာကြုံတဲ့အခါမှာတည်ကြည်သောစိတ်ရှိနိုင်ပါသလားပြာရခံပြီးတော့ဘာလို့ရမှန်းမသိတော့တဲ့အနေထားမှာသင်အသက်ရှင်နေတယ်ဆိုရင်အင်မတန်မှဝမ်းနည်းစရာကောင်းမှာဖြစ်ပါတယ်ဒီကနေ့မှာဖယားကိုအားကိုးပါဘယ်လိုအခြေအနေပဲရောက်နေပါစေဖယား၌တည်ကြည်သောစိတ်ရှိတတ်သောသူဖြစ်ဖို့ရန်အတွက်စာလံရေးဆရာကကျွန်တော်တို့ကိုတွင်တင်ပေးထားတာဖြစ်ပါတယ်သူရဲ့အနေထားကရန်သူလက်ထဲကနေထွက်ပြေးနေရတဲ့အချိန်ဖြစ်ပါတယ်ဖယားကိုပဲသူအားကိုးတာကိုကျွန်တော်မြင်တွေ့နိုင်ရတဲ့အရာဖြစ်ပါတယ်ဆက်ပြီးတော့ကျွန်တော်ကြည့်ရအောင်ဘိုင်းငယ်လေးကနေကျွန်တော်ကြည့်ရအောင်ထာဝရဘုရား၏တင့်တယ်ခြင်းအတေကိုဖူးမြင်၍ဗိမာန်တော်၌မွေလိုခြင်းအလုံးငါထာဝရဘုရားအိမ်တော်မှာတသက်လုံးနေရမည်အကြောင်းဒီဟုသောအခွင့်တစ်ခုကိုထာဝရဘုရား၌ငါဆုတောင်းပြီးထိုအခွင့်ကိုရှာရအောင်မည်အကြောင်းမူကားဘေးအန္တရာယ်ရောက်သည့်ကာလတဲတော်တွင်ငါကိုကြွယ်ကာတော်မူမည်ဗိမာန်တော်အတွင်းအရ၌
ငါကိုဝတ်ထားတော်မူမည်ကြောက်ပေါ်မှာလေငါကိုတင်ထားတော်မူမည်ယခုပင်ငါပတ်လည်၌ရှိသောယံသူတို့၏အပေါ်သို့ငါ၏ဦးကောင်းကိုချီးမြှောက်တော်မူ၏ထိုကြောင့်ဗိမာန်တော်မှာတပိုးမုံချင်းနှင့်တကွရစ်ပူဇော်ပါမည်တခြင်းဆိုပါမည်ထာဝရဘုရားကိုထောပနာတခြင်းဆိုပါမည်တကယ်ကိုအတိတ်ပဲရှိတဲ့အကျမ်းစာလေးဖြစ်ပါတယ်အတူတူကခွာယူရအောင်ဒီနေရာမှာစာလင်ရေးဆရာကသူ့ရဲ့ဘဝမှာခက်ခဲပေါင်းများစွာကိုရင်ဆိုင်ရင်းနဲ့ရန်သူတွေဝိုင်းရန်လျက်နဲ့သူရဲ့ဒုက္ခပြဿနာများစွာထဲကနေသူထွက်ပြေးသွားနေရတဲ့အချိန်ဖြစ်ပါတယ်ထိုအချိန်ကာလမှာသူအလိုချင်ဆုံးသောအရာနဲ့အတောင့်တဆုံးသောအရာကဘာလဲဆိုရင်ထာဝရဘုရား၏တင့်တယ်ခြင်းအသေးကိုဖူးမြင်၍ဗိမာန်တော်၌မွေလိုခြင်းအလုံးငါထာဝရဘုရား၏အိမ်တော်မှာတက်တက်လုံးနေရမည်အကြောင်းတည်ဟုသောအခွင့်တစ်ခုကိုထာဝရဘုရား၌ငါဆုတောင်းပြီဘယ်နေရာပဲရောက်သူ့ရဲ့အလိုချင်ဆုံးသောအရာဘယ်လိုအခြေအနေပဲရောက်သူ့ရဲ့အတောင့်တဆုံးသောအရာကဘာလဲဆိုရင်ဖယားရဲ့တဲတော်ဖယားရဲ့ဗိမာန်တော်မှာမွေလိုပြီးတော့ဖယားနဲ့မိတ္တာရဖွေခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မြင်တွေ့နိုင်တဲ့အရာဖြစ်ပါတယ်ဒီကနေ့မိတ်ဆွေစာလံရေးစာရဲ့အသက်တာကိုကြည်ချင်းအဖြစ်အတူတကွခွန်အားယူကြရအောင်တင်ဒုက္ခပြဿနာရောက်တဲ့အခါမှာဘာလို့ရမှန်းမသိတော့တဲ့အခါမှာဒီနေ့မှာဘလို့တဲ့အချိန်သုံးတယ်လဲဆိုတာကအင်မတန်မှအရေးကြီးပါတယ်စာလင်ရေးဆရာကသူ့ရဲ့ပြဿနာတွေရဲ့အထက်မှာသူ့ရဲ့အခြေအနေတွေရဲ့အထက်မှာဖယားရဲ့အရေးအောက်မှာတွာလာခြင်းကသူ့အတွက်အလိုချင်တောင်းတဆုံးတော်ရာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မြင်တွေ့နိုင်တဲ့အရာဖြစ်ပါတယ်ဒုက္ခရောက်လို့ဖယားနဲ့ဝေးသွားတဲ့သူလောကမှာအများကြီးဖြစ်ပါတယ်အစင်မပြေလို့ဖယားကိုဥပိ္ပခပြုတဲ့သူအများကြီးရှိပါတယ်အစင်မပြေမှုတွေဒုက္ခပြဿနာတွေကိုကြုံတွေ့နေရတဲ့အတွက်ဖယားကြောင့်မရောက်တော့တဲ့သူစုမတောင်းတော့တဲ့သူကျမ်းစာကိုမဖတ်တော့တဲ့သူတွေမြောက်များစွာရှိနေပါတယ်ဒီနေ့မှာထိုသူတွေထဲကတယောက်ကသင်ဖြစ်နေပါသလားကိုဆန်းစစ်ကြည့်အောင်အဲ့ဒီဒုက္ခပြဿနာကိုကြည်ရင်းနဲ့အဲ့ဒီဒုက္ခပြဿနာတွေကိုကျွန်တော်တို့ကြည်ရင်နဲ့မျိုးပြီးတော့ဖယားကိုမေ့တော်သူတင်ဖြစ်နေပါသလားဒီနေ့မှာစာလင်ရေးဆရာကသူ့ရဲ့ဒုက္ခပြဿနာကိုမကြည့်ဘဲနဲ့ဖယားကိုပဲသူတောင်းတနေပါတယ်ဖယားကိုပဲသူကိုးစားမျှော်ကြည့်နေတယ်ဆိုတာကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်သူ့ရဲ့အလိုချင်ဆုံးသောအတောင့်တဆုံးသောရာကဤကဲ့သို့သူဆူတောင်းတဲ့အရာရှိပါတယ်ထာဝရဘုရားအိမ်တော်မှာတက်တက်လုံးနေရမည်အကြောင်းတည်ဟုသောအခွင့်တစ်ခုကိုထာဝရဘုရား၌ငါဆူတောင်းပြီးဆိုပြီးတော့သူပြောထားတဲ့အရာဖြစ်ပါတယ်ကျွန်တော်တို့ဆူတောင်းရမယ်တစုံတစ်ခုတည်းဆူတောင်းရမယ်ဆိုရင်ဘာအတွက်တင်ဆူတောင်းမလဲပြဿနာတွေထဲကနေအစဉ်ပြေဖို့လားငွေကြီးအစဉ်ပြေဖို့လားကျမ်းမာရေးအစဉ်ပြေဖို့လားတင်မြောက်များစွာသောအရာကိုတင်တောင်းကောင်းတောင်းနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့စာလင်ရေးဆရာကထိုဒုက္ခပြဿနာထဲကနေသူအလိုချင်ဆုံးသောအရာသူဆူတောင်းခဲ့တဲ့အရာကဖယားရဲ့ဗိမာန်တော်မှာဖယားကိုချီးမြှောက်ကိုးကွယ်ဖို့ရန်အတွက်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မြင်တွေ့နိုင်တဲ့အရာဖြစ်ပါတယ်ဒါရင်မကဘာဝသူဘယ်လိုဆက်ပြီးတော့ပြောထားလဲထိုအခွင့်ကိုရှာရအောင်မည်မြောက်များစွာသောလူတွေကဒုက္ခထဲမှာကျင်လေရင်နဲ့ဖယားနဲ့မိတ္တာရဖို့အခွင့်မရှာတော့ဘူးဖယားနဲ့နီးကပ်ဖို့အခွင့်မရှာတော့ဘူးဆူတောင်းဖို့အခွင့်မရှာတော့ဘူးဖယားကြောင့်တက်ဖို့အခွင့်မရှာတော့ဘူးယုံကြည်သူတွေမိတ္တာရဖွဲ့ရန်အတွက်အခွင့်မရှာတော့ဘူးဖယားနဲ့ဝေးတဲ့နေရာမှာဆက်သွားရင်နဲ့လမ်းမာတွေရောက်သွားတတ်ကြပါတယ်ဒီနေ့မှာယုံကြည်သူဖယားသားသမီးဒီနေ့ခွန်အားပေးခြင်းပါတယ်စာလင်ရေးဆရာကထိုဒုက္ခပြဿနာထဲမှာဖယားကိုပဲသူတောင်းတနေပါတယ်ဖယားကိုပဲသူမျှော်လင့်နေပါတယ်အဲ့ဒီဗိမာန်တော်မှာဖယားကိုကျွန်တော်ချီးမြှောက်ကိုးကွယ်မယ်ဆိုဖယားကကျွန်တော်ကိုကွယ်ကာတော်မူလိမ့်မည်ဖယားကကျွန်တော်ကိုဝတ်ထားတော်မူလိမ့်မည်ဆိုပြီးတော့ဖယားရဲ့အရေးအောင်မှာအသက်ရှင်ခြင်းဖယားကိုအားကိုးခြင်းဖယား၌ခိုးလုံခြင်းကဘယ်လောက်လုံခြုံစိတ်ချမှုရှိတယ်လဲဆိုတာကိုသူဖော်ပြထားနေတာဖြစ်ပါတယ်ဒါကြောင့်သူအတောင့်တအဆုံးသောအရာဒုက္ခပြဿနာထဲမှာအစင်မပြေမှုတွေကြားထဲမှာအတောင့်တအဆုံးသောအရာကဖယားနဲ့အတူသွာလာနေထိုင်ဖယားကိုချီးမွမ်းကိုးကွယ်ခြင်းပဲဖြစ်ပါတယ်ဒီကနေ့ယုံကြည်သူဖယားသားသမီးကျွန်တော်တို့ရဲ့အသက်တာမှာလဲ
ဖယားနဲ့အတူတွာလာတော်သက်တာဖယားရဲ့အရေးအောက်မှာအသက်ရှင်တတ်တော်သက်တာဖယားကိုကိုးစားတော်အသက်တာနဲ့အသက်ရှင်ခြင်းကလုံခြုံပါတယ်ဆိုတာကိုသိရင်းနဲ့ဘယ်လိုဒုက္ခပြဿနာပဲရင်ဆိုင်ကြုံတွေ့နေပါစေဖယားရဲ့အရေးအောက်မှာခေါ်လုံတတ်တော်သူကိုးစားတတ်တော်သူများဖြစ်ဖို့ရန်အတွက်ဒီကနေ့နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးခြင်းတဲ့အရာဖြစ်ပါတယ်ဒီနေ့မှာစာလံရေးဆရာသူရဲ့အလိုချင်တောင်းတသောအရာကိုသူရှာဖွေအောင်မယ်ဆိုတဲ့ကဲ့သို့ပါပဲဒုက္ခပြဿနာထဲမှာဖယားနဲ့အရင်ကြီးကြုံဝင်ဖို့ဖယားနဲ့အတူသွားလာဖို့ဖယားနဲ့မိတ်တာဖွေခြင်းကိုတင်အလိုချင်ဆုံးသောအရာတင်ရှာဖွေနေသောအရာဖြစ်ဖို့ရန်အတွက်ဒီကနေ့နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးခြင်းတဲ့အရာဖြစ်ပါတယ်အရောက်ချင်းစီတိုင်းအတွက်ဖျားရှင်တရဖန်ကောင်းချီးပေးပါစေ